အားလုံးပဲမင်္ဂလာပါတန်စင်အခေရာကနေကြိုးဆိုလိုက်ပါတယ်ကျွန်တော်ကတော့21မြင်းဆောင်ပါဒီနေ့ကျွန်တော်ရွတ်ဖတ်ပေးသွားမှာကတော့တရားတန်းတင်ရေးသားထားတဲ့စိတ်ကန်းရေဒီယိုဆိုတဲ့စာအုပ်ထဲကဂီတခန်းစားမှုအစေးတစ်ပုဒ်ပဲဖြစ်ပါတယ်နားဆင်ပေးကြပါဦးစိတ်ကန်းရေဒီယိုကိုဂျာမဆက်တော်တွင်မာရစ်စာမှုအမည်ရသည့်စစ်သူကြီးတယောက်ပါဝင်ကြောင်းတရားချစ်ဦးညို၏လင်္ကာဒီပချစ်သူဝတ္ထုကိုဖတ်ဖြစ်ခဲ့စဉ်ကမှကျွန်တော်သိခွင့်ရခဲ့ပါသည်ဒတဂီရီတို့ထေသမင်မာလေးမဲကမီတို့ငိမ့်ငိမ့်ရေးသမားကြီးဘီပီတနာတို့မောင်နှမတွေရဲ့ဦးလေးအရင်ဖြစ်ပါသည်ထိုဦးလေးတော်စစ်သူကြီး၏ကျေးဇူးကြောင့်ပဲတိုင်းတိုင်းအပြည်ပြည်ကခံညာလေးစားရသောကြောက်ရွံ့ရသောနဝနဟုထင်ရှားသည့်စစ်ဘရင်တစ်ပါးဖြစ်ခဲ့ရသူမို့ဒတဂီရီမှာမာရစ်စာကိုလွန်အားကိုးယုံကြည်ခဲ့သည်မာရစ်စာဆိုသောစစ်သူကြီးတွင်သူ့ကြားစမ်းကြဲသောစစ်ရေးတင်နဂါဖြူဟာအသွေးတွေကိုပိုင်ဆိုင်ထားသည့်အပြင်ခန္ဓာကိုယ်တွင်လည်းအလွန်စမ်းကြဲသောလက်နက်ဖက်ကိုပိုင်ဆိုင်ထားသည်ဟုဆိုသည်လက်တစ်ဖက်ဖြင့်ရိုက်လိုက်လျင်တောရီလဲတောင်းနေပြိုမုံတိုင်းတွေတိုက်သားရဲရန်သူများဖို့မှာသွေးလိမ့်လိမ့်အပိုင်းပိုင်းပြတ်သွားတတ်ပါသည်တဲ့တခြားလက်တစ်ဖက်နဲ့ရိုက်လိုက်သည့်အခါမှာတော့ပန်းပေါင်းရာထောင်အလှဆုံးအယောင်ဆုံးဖူးပွင့်ကြသည့်အပြင်စမ်းရည်ကြည်နုများအသွင်သွင်စီးကြပါသည်လေပြေနှင်းမုံငှက်ကြီးသချင်းစသည်ဖြင့်အားလုံးตาယာကြည်နူးစရာဖြစ်နေတတ်ပါသည်တဲ့အချစ်သေးသလောက်ရုပ်ရောစိတ်ပါခက်ထန်ကြမ်းတမ်းသောအမျက်ဆောင်မှန်ပြင်းထန်သောဒတဂီရီကိုသီရာဒေဝီသတို့သမီးကဘလို့မှမချစ်နိုင်ကြောင်းတော့အားလုံးသိပြီးကြပါလိမ့်မယ်ညီတို့ပင်ချော့စေညီတို့ပင်၆စေသီရာဒေဝီ၏နှလုံးသားတွင်ဒတဂီရီအတွက်ဘယ်ပန်းမှပွင့်စရာမရှိသလိုဘယ်ဆန်းမှလည်းစီးစရာမရှိလေပြေမရှိຫນွေဦးငှက်ကြီးသချင်းနှင်းကျွင်းဝတ်မုံဘာဆိုဘာမှဒတအတွက်မရှိတခါသားတွင်တော့ဒတဂီရီကဦးလေးရေဦးလေးတက်ကြွတဲ့တင်နကားနဲ့ဒေဝိကိုနားချပေးပါလားဗျာသူနှလုံးသားမှာကျွန်တော်အိမ်ရရှိကျင်လိုက်တာဗျာဟုမာရစ်စာထံကူညီတောင်းပါသည်တဲ့ထိုအခါမာရစ်စာကဓားရောင်လှန်ရောင်နေတလက်လက်နဲ့သွေးတွေပွက်ပွက်စူးနေတဲ့ဘယ်စစ်မြေပြင်ကိုမှငါအကြောက်လက်မရှိပါဘူးငါသွားရဲတိုက်ရဲနိုင်ယူရဲပါတယ်ဒါပေမဲ့အဲ့ဒီစစ်မြေပြင်တွေထက်ပိုပြီးခက်ခဲတဲ့အခုမင်းပြောတဲ့တိုက်ပွဲမျိုးစီငါ့ကိုမစေလွတ်ပါနဲ့လားကွာငါကြောက်လွန်းလို့ပါလို့ဆိုလာပါသည်တဲ့ငါတိုက်ခဲတဲ့စစ်မြေပြင်ကငါတွေ့ဘူးကြုံဘူးတဲ့ရန်သူတိုင်းဟာလေးညို့ကိုတခါငင်ရင်မြားတစ်ချောင်းသာပြစ်နိုင်တယ်ကွမင်းမိမလလေးကတော့ဖြင့်လေးညို့တခါငင်ရင်မြားငါးချောင်းကိုတခါတည်းတပြိုင်တည်းပြစ်နိုင်တယ်ယာဝနာကြီးငါသိကြောက်ပါတယ်ကွာဟုပြောပါသည်တဲ့ကြီးနဲ့တစ်ချောင်းအစင်းယူပကားနဲ့တစ်ချောင်းချွဲတက်ရွဲတက်တဲ့အတန်လေးနဲ့ကတစ်ချောင်းအထီးတွေနဲ့တစ်ချောင်းမွေးမွေးပြန့်ပြန့်ကိုသင်းနှံလေးတွေနဲ့ကတစ်ချောင်းပေါ့ကွာကိုစူးနေမှန်းတီလျက်နဲ့တော့အခုမင်းမနှုတ်ရက်ဘူးမဟုတ်လားဟုစစ်သူကြီးမာရစ်စာကဆက်ပြောပါတဲ့ထိုအခါအသေးခွင်းမြချက်ရင်လယ်ဗဟို၌စူးဆိုင်မိပြီကွယ်ဟုရေးဖွဲ့တည်ဆိုခဲ့သူချိုဤတချင်းများကကျွန်တော်တို့တက်တန်းထက်ပိုပြီးစောခဲ့ပုံရပါသည်သိရွက်ကလေးနဲ့ပန်းကလေးတွေကစိုးရိမ်နေဆိုသည့်နာမည်ကျော်ပိုင်ဆိုးမှုအေဂရီတချင်းကပင်ကျွန်တော်တို့မူလာတန်းအရွယ်ကလေးကကိုနားရည်ဝနေခဲ့သည်နောက်တော့ပစင်းရင်ခွဲတွေအော်နေကြတယ်မှသည်မုံလို့လားမေးလို့လားပြောစမ်းမှာသရာရဲ့အထိတဖြည်းဖြည်းကျွန်တော်တို့အသက်အရွယ်နဲ့ကျွန်တော်တို့နုပြိုမှုများစီတို့ဖိုးချိုသချင်းတွေဝင်ရောက်လာခဲ့ပါသည်ကိုထွန်းတာဦးတို့
ကိုဆန်ရှားတို့လိုမျိုးပေါက်ပြီးပေါက်များကယူဆောင်လာသည့်ဘိုးချိုဤတကယ်ဘဝအချိုးတဝက်ကလည်းကျွန်တော်တို့အချားမှာသူသချင်းများအပေါ်စိတ်ဝင်စားမှုကိုပိုစေခဲ့သည်ငယ်ငယ်ရွယ်ရွယ်နှင့်အချင်းတွေကိုရောအချင်းချစ်သူတွေကိုရောဘလောကလုံးကိုရောခြံထားရက်ကဘဝကူးသွားခဲ့သည်ဆိုသောဖိုးချိုသူနောက်ဆုံးထုံးမိတေးစီရီနာမည်ကပန်းသင်းချိုင်းကစောင့်နေမယ်ဖြစ်ပါတဲ့ကြပြဆန်သောလှပသောတိမ်မွေးညင်သာတော်လဲကြောက်ခမန်းလေးလေးဖြစ်သောချင်းကောင်းစဉ်ဂီတနှင့်သချင်းတွေနှင့်သာအေးအေးချမ်းချမ်းနေတတ်သည့်ကျွန်တော်နောင်တော်ကြီးကိုထွန်းတာဦးထံမှကြားခဲ့ရသောသတင်းစကားပန်းသင်းချိုင်းကစောင့်နေမယ်ဆိုသည့်ဖိုးချို၏သတင်းကောင်းစဉ်ကပင်ကျွန်တော်အတွက်တွေးဝေကြေကွဲစရာဖြစ်ခဲ့သည်အပြီးတိုင်နှုတ်ဆက်ထွက်ခွာသွားတော်မူသူတယောက်ကဒီလိုကောင်းစဉ်ကိုပေးခဲ့တာပါလားဆိုသည့်အသည့်ကကျွန်တော်ကိုပို၍ပင်နင့်နင့်တီးတီးဖြည့်ဆည်းနေခဲ့တာကြာလာပါပြီမြည်သည့်စာသားများနှင့်မြည်သို့သောတေးသွားအလိုက်များနှင့်ဖြစ်နေမလဲဟုကျွန်တော်စိတ်ကူး၌တခါတရံမှန်းဆပုံဖော်နေဖြစ်ခဲ့သည်သချင်းတွေတော့ထွက်နိုင်ခဲ့ပုံမရထိုသချင်းကိုယခုထိကျွန်တော်လည်းတစ်ခါမှနားမထောင်ဘူးသလိုဘသူမှလည်းပြောတန်ဆိုတန်မကြားမိတကယ်ဟုတ်မဟုတ်ကျွန်တော်လည်းတည်တည်ချာချာမသိထို့သောဗဟိနိဆန်သောလူတစ်ယောက်၏လက်ရာညှို့မြတ်ဝန်းသချင်းကတော့ကျွန်တော်တို့ငယ်ဘဝတော်တော်များများကိုသိမ့်ပိုက်သွားခဲ့ပူးပါသည်ပုံရိပ်ပင်နှမ်းများဘေးဝဲလျက်ဖြူပင်အောက်မှဓာရိပ်တဲ့တဲ့အောက်ဝဲသက်သွားဖူးစိတ်ကန်းနဲ့အုံးလက်အစိမ်းရင်းရင်များအနာဝဲရိုးလှတန်တာဤမွေးရနက်နဲ့ပင်လေကန်းဆက်မှစားငွေလေပြေနူးနူများတဲ့ဝဲနေလောင်ပန်းတို့ရဲ့ငိုရှိုက်တန်များရောဝါရွက်တို့ရဲ့ညှိုးငယ်စိတ်များမြေစာမြတ်တို့ရဲ့တိမ်ငယ်မှုများတပြေးတရွာအနမ်းတို့ရဲ့ဝေးကွာခြင်းများနှလုံးသားစစ်စစ်နဲ့ပြောသောစကားမှုနားနဲ့မနာဘဝနဲ့လည်းမနာပါနဲ့နှလုံးသားနဲ့သာနားထောင်စေလိုခြင်းများချီရချရင်သောခြေမျက်စိလေးနဲ့သုံးကားရှုံးကားသာနေလိုက်ရခြင်းများဒေးလေးငှက်ကြီးတကောင်တလေသည်ပင်လည်းအပြန်ဝဲခဲ့ရမနာဝန်းခဲ့ရအရက်များသို့ယခုအခါပေါ်ပါလင်းမြန်ပြန်ရဲနားရဲသွားပြီဆိုပါကထိုငှက်ကလေးထံပါသို့ချစ်ဟူသည့်အရာရောက်ရှိနေပြီဖြစ်ကြောင်းသိကြသွားပါပြီလောကလုံးကသူ့ကိုကောင်းကြီးပေးဂုဏ်ပြုသင့်ပါသည်တိမ်တဆောင်တောင်တစ်ဖွဲ့နှင့်သူ့နာမည်တချို့ပါဝင်သည့်မြင့်မြတ်သောပန်းကလေးတစ်ပွင့်အကြောင်းတီဆိုစားချဲ့နေခြင်းကသည်ပင်ချစ်ဖြစ်ပါသည်ချစ်သည်အောက်တိုဘာလ23ရက်နေ့တွင်ရွာတတ်သောမိုးဖြစ်ပါသည်အချစ်သည်စောင်းနှင့်နှင်းကြားဖြူသောပုံတွင်နေထိုင်ပါသည်ပင်လယ်ကြောက်ဆောင်သည်အချစ်၏ခန့်ထည်မှုဖြစ်၍မုန်တိုင်းမြူကိုသည်အချစ်၏မျက်စောင်းဖြစ်ပါသည်အချစ်၏ငွေရောင်စညက်လေးဖြစ်ချင်သောစိတ်အားကဲ့ရဲ့ရှုံချသူများကိုကျွန်တော်မုန်းပါသည်အချစ်၏ပြာရောင်လွယ်အိမ်လေးဖြစ်ချင်သောစိတ်အားကန့်ကွက်ခြေထိုးသူများကိုကျွန်တော်ယွန်ရှာမိပါသည်အချစ်၏ပရိပါဖက်နှက်လေးဖြစ်ချင်သောစိတ်အားလောင်ပြောင်တယောကြသူများကိုကျွန်တော်ဆက်ဆုပ်မိပါသည်တောင်းတတွန်စွန်တဝဲဝေးနေရသည်ကိုပင်အချစ်ကမလိုလားပါကြပြတပါရမှအလှမ်းဝေးယုံနေဝေးနေရသည်ကိုလည်းအချစ်ကမပျော်ပိုက်နိုင်ပါထီကယုံပင်ကလေးများတခါအိတ်သွားပြီးပြန်နိုးလာကြသည့်အချိန်မျှပင်ခွဲခွာ၍မနေခြင်းပါဆောင်းသမားဤတပွဲတကြိုးလောက်မျှဝေးနေရလျင်တော့အခက်ကြီးခက်ရပါလိမ့်မည်တက်တန်တခုံးတဝန်းမျှဝေးရဖို့ကိုတော့ဖြင့်အတွေးမှာပင်မတွေးဝွန်းမတွေးတတ်တော့ပါတချမ်းတစ်ဖက်ဖြစ်ဖြစ်စေသနာသရာသလောက်စွန်ကျဲဖို့ရန်တောင်းခံနေရခြင်းမှာအချစ်ကြောင့်ဖြစ်ပါသည်တွေ့တာနိုင်သလောက်ရွေလာလန်းလာခဲစေခြင်းမှာလည်းအချစ်ကြောင့်ဖြစ်ပါသည်မှုလို့ဘရောက်လို့ခိုင်ရွှေဝါလို့အခါရာသီလိုက်ပန်းများမစုံမနစ်အလားဆုံးပွင့်ဝေခဲ့ကြခြင်းမှာချစ်ကြောင့်ဖြစ်ပါသည်ဥတ္တရလေးမုတ်တုံလေးစသည်ဖြင့်အ
အခါရာသီလိုက်တိုက်တော်လေများအရက်ထာနေမလွဲမသွေမှန်ခဲ့ကြသည်မှလည်းအချစ်ကြောင့်ပင်ဖြစ်ပါသည်လူသူလေးပါးမရိပ်မိပါပဲပဲခူးရွှေမော်တော်ဖရာဤကြာသာပတိတောင်ပန်းကုံမော်တွင်သစ္စာပန်းတချို့ခဏခဏတွေ့နေရခြင်းမှလည်းအချစ်ကြောင့်ပင်ဖြစ်ပါသည်မြားကနေနေသောစင်မြင့်ယထာကိုရတဂီရီကြီးအကြောက်လန့်မရှိစီးပစ်ခဲ့ခြင်းမှလည်းအချစ်ကြောင့်သာဖြစ်ပါသည်ရတဂီရီကြာဆုံးသည့်အခါမိုဟန်ဂျိုဒါရိုတောင်တန်းများပေါ်တွင်မြုပ်နှံတကြိုလိုက်ကြသည်များတံသိမ့်၍တေ